လာကြမယ်အလီလေးတွေမှာအခုဒီဗီဒီယိုလေးမှာပြောပြပေးမှာတော့အလီကတစ်အလီနဲ့နှစ်အလီကြောင်းလေးကိုပြောပြပေးတာပါတစ်အလီဆိုတာကတော့ဘေကိန်းနဲ့မြောက်တဲ့ကိန်းကိုပြန်ရပါတယ်တစ်ကိုတစ်နဲ့မြောက်ရဲတစ်ရတယ်တစ်ကိုနှစ်နဲ့မြောက်ရဲနှစ်ရတယ်တစ်ကိုသုံးနဲ့မြောက်ရဲသုံးရတယ်အမှန်တော့တစ်ဆိုတာကတော့ဘေကိန်းနဲ့မဆိုမြောက်ရင်မြောက်တဲ့ကိန်းပဲပြန်ရတာဖြစ်တဲ့အတွက်တစ်ကိုကြတော့အမြောက်ထပ်တူရာကိန်းလို့ခေါ်ပါတယ်အဲ့တော့တစ်တလီတစ်နှစ်လီနှစ်တစ်သုံးလီသုံးတစ်လေးလီလေးတစ်ငါးလီငါးတစ်၆လီ၆တစ်ခုနှစ်လီခုနှစ်တစ်ရှစ်လီရှစ်တစ်ကိုလီကိုတစ်ဆယ်လီဆယ်တစ်ဆိုတာ100နဲ့မြောက်လည်းပဲ100ပဲ1000နဲ့မြောက်လည်း1000ပဲတစ်ကဘေကိန်းနဲ့မြောက်တဲ့ကိန်းကိုပဲပြန်ပြီးတော့ရပါတယ်ပြီးတော့နှစ်အလီလေးတစ်ချက်ပြောပြရမယ်နှစ်အလီကတော့နှစ်ခုစီတိုးတူပေါင်းသွားတာလေးကိုအဓိကခေါ်တာပါဒါဆိုရင်30အတွင်းကဏ္ဍကိုပဲကိုရီးယားကြက်ရပါမယ်ဟောဒီလက်တစ်ဖက်ကိုကြက်လိုက်တာနဲ့ဟောဒီလက်တစ်ဖက်ကအလိုလိုနေရပါတယ်နှစ်အလီကိုကြက်တော့မယ်ဟဲ့ဆိုရင်အရင်ဆုံးနှစ်4 6 8 10ဆိုတာလေးကိုရအောင်ကြက်ထားပါနှစ်4 6 8 10နှစ်4 6 8 10နောက်ထပ်တွေလာလဲပဲနှစ်4 6 8 10ပါပဲနှစ်အလီကလည်းနှစ်4 6 8 10ဆက်နှစ်အလီကလည်းနှစ်4 6 8 10နောက်20နှစ်နောက်30နှစ်နောက်40နှစ်နောက်100နှစ်အကုန်လုံးကနှစ်4 6 8 10နဲ့ပဲဆုံးတာပါအဲ့ဒီတော့ဒီမှာနှစ်တလီနှစ်နှစ်လီ4နှစ်3လီ6နှစ်4လီ8နှစ်5လီ10နှစ်6လီ12နှစ်9လီ14နှစ်8လီ16နှစ်9လီ18နှစ်10လီ20နှစ်ဆိုတော့20မှာဆုံးတယ်20မှာဆုံးတယ်ဆိုတော့ဒီမှာတဝက်မှာ30မှာဆုံးတယ်နောက်ဟာ30ကျော်တွေအကုန်လုံးသွားတယ်အဲ့တော့ဒီနေရာမှာတစ်ထည့်မယ်တစ်ကလေးတွေအကုန်လုံးထည့်လိုက်ရင်နှစ်အလီရပါတယ်နှစ်အလီပြီးရင်12အလီလေးဆိုပြပါမယ်12တလီ12နှစ်လီ24 12လီ36 12လီ48 12လီ60 12လီ80 12လီ80လီ12လီ96 12လီ108 12လီ120နှစ်လီကို12ထိဆရာလေးတို့ဆိုကြည့်မယ်ဆိုလည်းရပါတယ်နှစ်တလီနှစ်နှစ်လီ4နှစ်3လီ6နှစ်4လီ8နှစ်5လီ10နှစ်6လီ12နှစ်9လီ14နှစ်8လီ16နှစ်9လီ18နှစ်10လီ20နှစ်17လီ22နှစ်12လီ24အဲ့လိုမျိုးလေးဆိုလို့ရပါတယ်အဲ့တော့နှစ်လီကြက်တော့မယ်ဟဲ့ဆိုရင်ဒီအရာလေးကိုပဲအရင်ဆုံးကြက်ထားပါနှစ်4 6 8 10နှစ်4 6 8 10အဲ့လိုလေးကြက်ထားရင်နှစ်အလီရပါပဲနောက်ထပ်ဗီဒီယိုလေးတွေမှာ3အလီနဲ့4အလီကိုရှင်းပြပေးပါမယ်